ဒီနုသားသမီးတွေကိုယ့်ရဲ့အသက်ကိုရှင်းနဲ့စားလိုက်နော်ကိုလက်ရှိရောက်တဲ့ကိုရှင်းနဲ့စားလိုက်ဒါလို့တုံညကျွေးမယ်ဆိုရင်ကျွန်တော်အခုပြောတဲ့အချက်တွေကိုတတိထားရမှာဖြစ်ပါတယ်အဲ့တော့ဘာတွေကိုတတိထားရမလဲဆိုတော့အဲ့လိုမျိုးတုံညကျွန်းခဲ့မယ်ဆိုရင်အဲ့တစ်နှစ်တာမှာကျွန်တော်စနေဘုဒ္ဓဘူးအတွဲတွေကိုကျွန်တော်တို့ရှောင်ရမယ်အင်္ဂါကြာပြီးအတွဲတွေကိုစောင်းရမှာဖြစ်ပါတယ်စနေဘုဒ္ဓဘူးအတွဲတွေကိုဘယ်လိုရှောင်မလဲဆိုတော့စနေသားသမီးဗုဒ္ဓဘူးသားသမီးတွေနဲ့လုပ်ငန်းတွဲလုပ်တာနော်ရှယ်ယာလုပ်ငန်းတွေလုပ်တာမျိုးရှောင်းမှာဖြစ်ပါတယ်စနေဗုဒ္ဓဘူးတွဲတွေဖြစ်တဲ့မြို့ရွာတွေကိုညအိညံ့တွေတွာလာခြင်းကိုရှောင်းမှာဖြစ်ပါတယ်စနေဗုဒ္ဓဘူးတွဲတွေဆိုတော့ရွှေတောင်တို့ဒေဒီရဲတို့လက်ပွတ်တာတို့အဲ့လိုမျိုးတွေကိုဒီညအိညံ့တွေတွာတာမျိုးကိုရှောင်းမှာဖြစ်ပါတယ်အဲ့ဒီမြို့မှာနေတဲ့တင်းငွေသားတွေကတော့ပြဿနာမရှိပါဘူးအင်္ဂါကြာပေးတို့ကိုစောင်းမယ်ဆိုတာကတုံညကျွင်းတဲ့နှစ်တွေပေါ့နော်တင်းငွေသားသမီးတွေကအသက်ကိုရှင်းနေစားလို့တုံညကျွင်းတဲ့နှစ်တွေမှာဆိုရင်အင်္ဂါကြာပေးအတွက်တွေစောင်းရမယ်အဲ့တော့အဲ့လိုနှစ်တွေမှာစပယ်ကိုင်းလက်တစ်စစ်ကိုစောင်းမယ်နောက်ပြီးတော့ဒီတက်ကြီးရွယ်ဟိုတွေကိုကျွန်တော်ဆက်ပြမဟုတ်လူမယ်နော်နောက်တစ်ခုကဒီရန်တန်ကားတော်တွေဒီလားရှင်တွေကိုလည်းဆက်ပြမဟုတ်တို့ဆက်ပြစီတို့လူပေးမယ်ဆိုရင်အဲ့တနှစ်တာမှာကိုယ့်ရဲ့အညံ့ခိုက်တွေပြေးပြီးတော့ကောင်းတဲ့ကကြမာတွေကိုရရှိခံစားကြမှာဖြစ်ပါတယ်သူသားစီများကိုယ့်ရဲ့အသက်ကိုရှင်းနေစားလို့တုံညကျွန်းတဲ့နှစ်တွေမှာအခုကျွန်တော်ပြောတဲ့ဆောင်းရံရှောင်းလေးတွေကိုလိုက်ပါဆောင်ရွက်ရင်းနဲ့ဒီတစ်နှစ်တာမှာအစရာဆင်ပြေပြီးတော့တော့လုပ်ငန်းကိုင်ငန်းတွေဆင်ပြေကြပါစေငွေကြေးတွေအစရာဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်တကယ်လို့ဗီဒီမေးချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်မှာနော်စာရေးပြီးမေးလို့ရပါတယ်မိမိရဲ့တစ်နှစ်တာနော်အပြည့်စုံနော်ငွေကြေးအလုပ်ကျန်းမာရေးနော်အပြည့်စုံဆောင်ရရှောင်းရနေအားလုံးပေါင်း73ချက်ပါပါတယ်အဲ73ချက်ကိုမှညံပူဇော်ကကျွန်တော်3500ပဲယူပါတယ် Viber ကနေပြီးစာရေးပြီးတော့မေးမြန်းလို့ရပါတယ်အားလုံးကျန်းမာချမ်းသာကြပါစေ